ဘုံတော်ဘာဝနာန္တနှင့်လုံးဝဥသောပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံလွန်ကဲထွန်းမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာယမသတ္တဝါအပေါင်းတို့၏ပူဇော်ထုကိုခံတော်မူလိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာညစ်ကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံသံဃာစိတ်တောက်ကံတို့ကိုချိုးပြတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံမြတ်မောင်မြတ်ွယ်အကျဉ်းခါသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရား